ဒီမိန်းကလေးဟာအเจ้าမှာအလှဆုံးဖြစ်ပေမဲ့ဘယ်သူကိုမှချစ်မိဖို့တတ်တည်မရှိခဲ့ဘူး။ဘာလို့လဲဆိုတော့သူမကိုချစ်တဲ့ကောင်းလေးတိုင်းဟာ9ရက်အပြင်မှာပဲတည်ဆုံးသွားကြလို့ပါ။ဒါကြောင့်ကျောင်းကကောင်းလေးတွေအားလုံးသူမကိုတိတ်တခုကြိုက်ကြပေမဲ့ဘယ်သူမှစကားပြောရဲတဲ့တတ်တည်မရှိကြဘူး။သူမဟာအထီးကျန်ဆန်းစွာထင်းတနေ့မှာတော့ကျောင်းအထင်ကိုထွက်လာခဲ့တယ်။အဲ့ဒီချိန်မှာလူမိုက်တစ်ယောက်ကသူမကိုတတိထားမိသွားပေမဲ့မကောင်းတာတစ်ခုခုမလုပ်မိခင်ပါပဲ။အဲ့ဒီလူဟာမတော်တဆမှုနဲ့ရုတ်တရက်သေဆုံးသွားခဲ့တယ်။အဲ့ဒီချိန်ကစပြီးသူမကိုသူမကျင်းစာသိနေပြီလို့ယုံကြည်သွားပြီးဘယ်တော့မှအချစ်စစ်မရှာတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူမရဲ့ကောလီကိုကြောင်းပြောင်းလာတဲ့ចောင်းသားတစ်ယောက်ရောက်လာတဲ့အခါမှာတော့သူမဘဝဟာပြောင်းလဲသွားခဲ့တယ်။ကျောင်းမှာကျင်းစာသိနေတဲ့မင်းကလေးအကြောင်းသူကြားလိုက်တဲ့အခါသူမကိုစကားမပြောဘဲမနေနိုင်အောင်ဖြစ်သွားခဲ့တယ်။ဒါကိုမြင်တော့မင်းကလေးကငါနားကပ်တာဘလောက်အန်ဒီရများလေနင်းသိလား။နင်းသေးခြင်းလို့လားလို့တတိပေးလိုက်တယ်။ကောင်လေးကပြုံးပြီးဟုတ်တယ်လို့ပြန်ဖြေလိုက်တယ်။ဒါကိုကြားတော့မင်းကလေးဟာသူမရဲ့သီးကိုလွှတ်ချလိုက်ပြီးသူမရဲ့သေဘိန်းကပ်ပြားကိုကန်ပေးလိုက်တယ်။ဒါကိုကြည့်ပြီးចောင်းသားတွေအားလုံးလှန့်သွားကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒီကတ်ကိုယူတဲ့သူဟာတလအတွင်းတေရမှာမို့လို့ပါ။မင်းကလေးကဒါကိုတကယ်ယူချင်တာလားလို့မေးတော့ကောင်လေးကမင်းနဲ့ပတ်သက်တာအားလုံးကိုငါလက်ခံတယ်လို့ပြန်ပြောခဲ့တယ်။ဒါပေမဲ့သူကတ်ကိုလှမ်းယူလိုက်တဲ့အချိန်မှာပဲပါဦးတစ်လုံးဟာသူ့ဘော်ကိုတဲတဲကြီးပြုတ်ကျလာတယ်။ကန်ကောင်းလို့သူ့အသက်ဘေးကလွတ်သွားခဲ့တယ်။ဒါတော့မှကောင်လေးကနောက်မဆုတ်ဘဲကျောင်းရှိမှတင်ငါမင်းကိုပြောရမယ်။ငါသာ9ရက်အတွင်းအသက်ရှင်နေရင်မင်းနဲ့ငါချစ်သူဖြစ်ကြမယ်လို့ကြေညာလိုက်တယ်။မင်းကလေးကလည်းကောင်းပြီသဘောတူတယ်လို့ပြန်ပြောခဲ့တယ်။အဲ့ဒီနောက်ကောင်လေးကိုစမ်းသပ်ဖို့အတွက်သူမရဲ့တီးတန်ပကြီးခန်းထဲကိုခေါ်သွားခဲ့တယ်။အဲ့ဒီမှာမဒူစာမွေမင်းကလေးရဲ့ပကြီးကားတစ်ချက်ရှိနေတယ်။သူမကဒီပကြီးကားရဲ့မျက်လုံးတွေကိုငါအသက်သွင်းတော့မယ်။မင်းကြောက်မှလားလို့မေးခဲ့ပေမဲ့ကောင်လေးကတော့တီးငိမ့်နေတော့မှာပဲ။ကဲဒုတိယပိုင်းကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်အကောင့်ကို follow ထားဖို့မမေ့ပါနဲ့ recap movie